သုံးမလွတ်တာကြရင်ဘာဖြစ်တတ်တယ်လဲမင်္ဂလာပါညီမရဲ့မျက်နှိုး YouTube Channel လေးကနေကြိုဆိုပါရရှင်ညီမတို့ရဲ့ Channel လေးကနေကျမရေးဗဟုသုတတွေနေ့စဉ်တင်ပေးမှာဖြစ်တဲ့အတွက်ဆက်ခိုက်နဲ့နိုဒီဘဲလေးကိုနှိပ်ပေးခဲ့ကြပါဦးနော်သုံးမလွတ်တာကြရင်ဘာဖြစ်တတ်တယ်လဲအမျိုးသားတွေမှာသုံးလွတ်တယ်ဆိုတာခန္ဓာကိုယ်ရဲ့သဘာဝဖြစ်စဉ်တစ်ခုပါလိန်ဆက်ဆံလို့ပဲဖြစ်ဖြစ်တကိုယ်ရည်အာသာဖြေလို့ပဲဖြစ်ဖြစ်နောက်ဆုံးဝတ်တရင်လို့ခေါ်တဲ့အိတ်နေချိန်မတိလိုက်ပဲသုံးလွတ်တာကလည်းသုံးလွတ်ခြင်းတစ်မျိုးပါပဲအမျိုးသားအများစုကတော့နေမျိုးမျိုးနဲ့ပုံမှန်သုံးလွတ်တတ်ကြပေမဲ့သုံးမလွတ်တာကြရင်ဘာဖြစ်တတ်တယ်လဲဆိုတာကိုလည်းစိတ်ဝင်စားကြပါတယ်ရှင်ဘာဖြစ်လို့သုံးမလွတ်ကြတာလဲသုံးလွတ်ခြင်းကတာမန်ကိစ္စတစ်ခုပဲဖြစ်တာကြောင့်သုံးလွတ်ခြင်းမလွတ်ခြင်းကကိုယ်ဆုံးဖြတ်ချက်နဲ့ကိုပါတချို့ကလည်းကျန်းမာရေးအကျိုးကျေးဇူးတစ်ခုခုရှိမယ်လို့ထင်တာကြောင့်ဒါမှမဟုတ်ယုံကြည်ကိုးကွယ်မှုတွေကြောင့်သုံးလွတ်ခြင်းကိုရှောင်ကြပါတယ်ဒါပြင်နိုးညွနိုဝင်ဘာလိုလမျိုးတွေဆိုတလလုံးလုံးလိန်လဲမဆက်ဆံအာသာဖြေတာလဲမလုပ်ဘဲသုံးလွတ်တာကိုလုံးဝအနာပေးလိုက်တာလဲရှိပါတယ်သုံးမလွတ်တာကြရင်ဒီလိုအကျိုးကျေးဇူးတွေရကြမယ်လို့ယုံကြည်တာကြောင့်ပါတချို့ကလည်းသုံးမလွတ်တာကြရင်ရုပ်ပိုင်းဆိုင်ရာမှာရောစိတ်ပိုင်းဆိုင်ရာမှာပါအကျိုးကျေးဇူးတွေရမယ်လို့ယုံကြည်လို့ပါတဲ့ရှေးစဉ်အဆက်ကလက်ကမ်းလာတဲ့ယုံကြည်မှုတွေလည်းပါပါတယ်ဥပမာပြောရရင်သုံးမလွတ်တာကြတဲ့အခါအမျိုးသားစွမ်းဆောင်ရည်ပိုကောင်းလာမယ်စက်သားတွေတက်လာမယ်ရောကျန်းပိုပြီးတလာမယ်တုတ်ကောင်ရဲ့အရေးသွေးပိုကောင်းလာမယ်လိန်စိတ်ပြီးမြောက်မှုပိုကောင်းလာမယ်လို့ယုံကြည်ကြပါတယ်စိတ်ပိုင်းဆိုင်ရာမှာဆိုရင်လဲစိတ်ဖိစီးမှုနဲ့စိုးရိမ်စိတ်တွေတက်တာလို့စိတ်အားတက်ကြလို့ကိုယုံကြည်မှုပိုရှိလာလို့စုံတွဲကြားဆက်ဆံရေးတွေပိုကောင်းလာလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့အချိန်တော်ကြာသုံးမလွတ်ပဲနေကြတာဖြစ်ပါတယ်တကယ်ရောသုံးမလွတ်တာကြရင်ကျန်းမာရေးအတွက်ကောင်းလားအခုချိန်ထိတော့သုံးမလွတ်ပဲနေတာကကျန်းမာရေးအတွက်ကောင်းစေရလို့တီးကြတဲ့လေးလာချက်မရှိပါဘူးလေးလာချက်အသေးစားတွေမှာတော့သုံးမလွတ်ပဲနေတာကတက်စတိုစတီရုန်းလို့ခေါ်တဲ့အမျိုးသားဟော်မုန်းနဲ့နေသူတွေမှာဟော်မုန်းကိုများစေတဲ့တုတ်ကောင်တွေရဲ့လှုပ်ရှားမှုကိုကောင်းစေရလို့ဆိုပါတယ်ဒါပေမဲ့ဒါတွေကအသေးစားလေးလာချက်တွေရဲ့ဖြစ်ပြီးတေချာတဲ့အချက်တွေမဟုတ်ပါဘူးဒါနဲ့ပြောင်းပြန်တုတ်လွတ်တာများရင်လဲစီးကျိတ်ကင်ဆာကာဝယ်နိုင်တယ်လို့ဆိုကြပါတယ်ဒါကလည်းထပ်ပြီးလေးလာဖို့လိုသေးတဲ့အချက်ပဲဖြစ်ပါတယ်ဒါဆိုသုံးမလွတ်တာကြရင်ဘာဖြစ်တတ်တယ်လဲတချို့ကလည်းမေးကြတယ်သုံးမလွတ်တာကြရင်ခန္ဓာကိုယ်ထဲမှာတုတ်ရည်တွေတုတ်ကောင်တွေများလာပြီးဘာဖြစ်တတ်တယ်လဲဆိုတာပေါ့ဘာမှတော့ကြီးကြီးမားမားမဖြစ်ပါဘူးတုတ်ရည်တွေတုတ်ကောင်တွေကိုအချိန်နဲ့ရင်ခန္ဓာကိုယ်ကတဘာဝအတိုင်းဖြတ်ရင်ဖြတ်မဖြတ်လဲအိတ်နေတော့ကိုမသိလိုက်ပဲသူ့တုတ်ရည်စိမ့်ထွက်တာကနေပါသွားမှာဖြစ်ပါတယ်ဒါကြောင့်တုတ်ကကိုမလွတ်ချင်ရင်မလွတ်လဲရပါတယ်ပုံမှန်တုတ်လွတ်ဖို့ရောလိုအပ်သလားတုတ်လွတ်ခြင်းမလွတ်ခြင်းကကျန်းမာရေးအတွက်ကြီးကြီးမားမားသက်ရောက်မှုမရှိပါဘူးကိုယ်သဘောနဲ့ကိုလွတ်လဲရမလွတ်လဲရပါတယ်ပုံမှန်တုတ်လွတ်နေမှကျန်းမာတယ်ဆိုတာမျိုးလည်းမရှိပါဘူးဘလို့အချိန်မှသတိထားရမလဲကိုယ်စိတ်နဲ့ကိုယ်တုတ်လွတ်တာမလွတ်တာကပြဿနာမဟုတ်ပေမဲ့တုတ်လွတ်ခြင်းရဲ့နဲ့လွတ်လို့မရရင်တော့သတိထားပါဥပမာတချို့အမျိုးသားတွေကတုတ်လွတ်ရင်နာတာကြောင့်တုတ်မလွတ်ပဲထိန်းထားတာတွေရှိပါတယ်ဒီလိုပြဿနာဆိုရင်တော့ထိန်းထားရုံနဲ့ပြီးသွားမှာမဟုတ်ပဲဘာကြောင့်နာရတာလဲဆိုတာကိုရှာဖွေကုသမှရမှာဖြစ်ပါတယ်တချို့တွေကြတော့လဲတုတ်လွတ်ချင်တာကိုမလွတ်အောင်လိန်တန်ကိုအတင်းညစ်ပြီးပိတ်ထားတတ်တဲ့အကျင့်ရှိပါတယ်ဒါကလည်းမလုပ်သင့်ပါဘူးလိန်တန်ကိုထိခိုက်တာလိန်တန်ရဲ့သွေးကြောကိုထိခိုက်တာတွေဖြစ်နိုင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ညီမတို့ရဲ့ channel လေးကနေကျမရေးဗဟုသုတတွေနေ့စဉ်တင်ပေးမှာဖြစ်တဲ့အတွက်ဆက်ခိုက်နဲ့နိုဒီဘဲလေးကိုနှိပ်ပေးခဲ့ကြပါဦးနော်